စွာဘုရားသာသနာနောက်ပိုင်းမှာဘုရားကိုယ်တော်မြတ်ကြီးမနှိမ့်ဆက်ခဲ့တဲ့မာနကြီးကိုနှိမ့်ဆက်တဲ့ရှင်ဥပဂုတ်တမထေရအကြောင်းကိုကျုပ်ဟောမလို့ဟိုရှင်လေးပါးသေလေးပါးဆိုတာတော့ခင်ဗျားတို့ကြားဘူးနေကြပါတယ်ကြားဘူးတဲ့စကားလေးဘုန်းကြီးပြောပါရှင်လေးပါးဆိုတာကျုပ်တို့ရှင်ဥပဂုတ်တတောင်သမုဒ္ဒရာမှာကြေးပြတ်တဲ့သတင်းသုံးပါရှင်သာရဓတ္တာဆိုတာကမြောက်သမုဒ္ဒရာမှာကျွတ်တို့ရွှေပြတ်တဲ့သတင်းသုံးပါရှင်သက်ကောသာရဆိုတာကတော့ကျွတ်တို့အရှိသမုဒ္ဒရာမှာရွှေပြတ်တဲ့သတင်းသုံးရှင်မေတ္တရဆိုတဲ့မထေကတော့အနောက်သမုဒ္ဒရာမှာကြေးပြတ်တဲ့သတင်းသုံးပါဒါရှင်လေးပါးဆိုတာသူတို့ကိုခေါ်ပါတယ်နောက်တစ်ခါသေလေးပါးဆိုတာကအရှင်မဟာကတ္တဗဝေဘာရတောင်မှာကျွတ်တို့မြကဗလာထက်မှာရှိပါတယ်ရှင်မကတ္တဗရဲ့အလောင်းတော်လို့ဒီလိုဆိုတယ်အရှင်သုဘာရမထေရကတော့ကျွတ်တို့ဥတ္တမတောင်မှာဥတ္တမတောင်ထက်မှာရှိပါအရှင်ဥပေက္ခရမထေရကတော့မကုတတောင်ထိပ်မှာရှိပါအရှင်ဓမ္မသာရကပန်းမျိုးစုံခသောတောင်ထိပ်ဘွေမှာကျွတ်တို့ရှိပါအဲ့ဒါသေလေးပါးလို့ခေါ်ပါတယ်ဒီသေလေးပါးရှင်လေးပါးတို့သည်ကျွတ်တို့စာငယ်များနဲ့တကွာအရာသုံးစကားသုံးနေကြလို့လူတိုင်းပြောနေလို့ဒါလေးသိလောက်အောင်ထည့်ပြောပါတယ်သင်္ဃာယနာတင်တဲ့ကျမ်းကြီးကျမ်းဂိုင်မှာကျွတ်တို့ခိုင်ခန့်မတွေ့ရပါဘူးမတွေ့ရတော့လည်းပဲဘုရားသာသနာမှာထင်ရှားကြော်ကြားတဲ့ပုဂ္ဂိုလ်များအနေနဲ့ယုံကြည်အားထားပြီးတော့ကိုးစားတဲ့ပုဂ္ဂိုလ်များမှာအကျိုးမရောက်ပါဘူးရှင်လေးပါးအစ်စ်ကတော့ကျွတ်တို့မက်ပုဂ္ဂိုလ်၄ယောက်ပဲဖြစ်ပါသေလေးပါးအစ်စ်ဆိုတာလေကျွတ်တို့ပုထုဇဉ်၄ပါးနဲ့ဖို့ပုဂ္ဂိုလ်၄ပါးမကောက်လို့ရဒီတော့ရှင်ဥပဂုတ်တမထေရကြီးမြတ်စွာဘုရားသာသနာမှာနောက်ပိုင်းမှာနေလိုလလို့ထင်ရှားလို့ကျွတ်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးများအာကုအားထားပြုနေတဲ့မထေရဖြစ်သဖြင့်ဘုရားကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့ဒေသနာတော်တွေထဲမှာဗျာဒိတ်စကားအရာပြောကြရမယ်ဆိုရင်ဘုရားဗျာဒိတ်တော်ပေါ့ဒီရှင်ဥပဂုတ်တမထေရရဲ့ဇလန်းဇက်ွက်အပြည့်အစုံကိုကျွတ်တို့သင်္ဃာယနာတင်တဲ့ကျမ်းကြီးတွေမှာခိုင်ခန့်မရှိတော့လေဘုရားဗျာဒိတ်စကားအရာကဒီလိုပြိဿကျွတ်တို့သုံးလောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားသည်ရာဇဂိုမြို့သို့ဆွမ်းစားကြွတော်မူတဲ့အချိန်ခါကလေးသူငယ်တွေလမ်းမှာတပြုံကြီးကစားနေတာတွေ့အဲ့ဒါလို့တွေ့တဲ့အချိန်ခါမှာပိယဓာတ်တိခေါ်တဲ့တငယ်လေးတယောက်ကစားရင်ကမြေမှုံလေးတွေယူလာပြီးတော့မြတ်စွာဘုရားကိုလှူတယ်ဘုရားကညီတော်အာနန္ဒာကိုကြည့်ညီတော်အာနန္ဒာကသပိတ်တော်ကိုဘုရားရွှေလက်တော်အပ်လိုက်တော့ကလေးထံမှမြေမှုံကိုဘုရားအလှခံပါလေအဲ့ဒီလိုမြေမှုံအလှခံပြီးတဲ့နောက်မြတ်စွာဘုရားကိုယ်တော်မြတ်သည်ပိယဓာတ်သည်တငယ်လေးအားကြည့်ပြီးတော့ပြုံးတော်မူသကိုပိဿကြီးဘုရားဘာလုပ်တော်မူပါလိမ့်ဘာလို့ပြုံးပါလိမ့်လာလိမ့်မယ်နော်ပြောမလို့မြေသားဟောတယ်တကားသောင်းဆိုဘုရားတဲ့ဘုရားဘာလို့ပြုံးပါလိမ့်ဆိုမလားပါရည်ရှင်လို့ပါဘုရားအတော်နောက်တဲ့လူပေါ့ပြုံးတာရည်ရှင်လို့တဲ့ကျုပ်ကလည်းပြောလိုက်တယ်ဩဒီပညာရှိမျိုးများသေရင်နံလိုက်မဲ့ပုပ်စောရှင်းတော့ဘုရားပြုံးတော့ညီတော်အာနန္ဒာကမေးမြတ်စွာဘုရားဘယ်နဲ့ကြောင့်တငယ်ကိုကြည့်ပြီးတော့ပြုံးတော်မူတာလဲဘုရားလို့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုလျှောက်ထားလိုက်တဲ့အချိန်ခါမှာဘုရားကိုယ်တော်မြတ်ကခြေသားအာနန္ဒာတဲ့ဒီတန်ငယ်သည်ဒီဘဝမှာစုတည်သောခါနတ်ပြည်မှာစံစားလိုက်မယ်ချင်းသာနတ်ပြည်မှာစံစားပြီးတဲ့နောက်ငါဖယားမရှိသည့်နောက်သာသနာ218ခုနှစ်ရောက်သောအခါပါဠိပုတ်တိုင်းပြည်ကြီးကိုအုပ်ချုပ်သောဗိန္ဓုသာရခေါ်ရဲ့မင်းရဲ့သား100နဲ့တယောက်တို့တွင်ဓာတ်ထောင်မြို့ပါဠိပုတ်တိုင်းပြည်ဗိန္ဓုသာရမင်းနဲ့ဘယ်သူတဲ့တို့မြို့ဟိုသားပေါင်းဘယ်လောက်ရှိ100နဲ့တယောက်ရှင်မယများတတ်နိုင်နော်ညဲပေါင်း100နဲ့တယောက်
တယောက်ထဲကအသောကလို့ဆိုတဲ့ဗလစัจ जा မင်းလာပြီးတော့ဒီတငယ်လေးနတ်ပြည်ကဆင်ဖြစ်လိမ့်မယ်ချစ်သားတဲ့ဒီတငယ်လေးဒီဗလစัจ जा မင်းလို့ဆိုတာကျွတ်တို့ခင်ဗျားတို့ကြားဘူးနေတဲ့သီရိဓမ္မသောကမင်းကြီးကိုခေါ်ပါတယ်ဒီလိုသီရိဓမ္မသောကမင်းကြီးဖြစ်တဲ့အချိန်ခါမှာမာနကလာပြီးတော့သူ့ကုသိုလ်ကောင်းမှုတွေနှောက်ယှက်လိမ့်မယ်ချစ်သားအဲ့ဒါလို့နှောက်ယှက်သောအချိန်ခါမှာဥပဂုတ်တတိတ်တာနာကအမည်ရှိသောငါဣတပိသတာဝကသည်ထိုမာနကိုဆုံးမလိမ့်မယ်ချစ်သားလို့ဗျာဒိတ်စကားအဲ့ဒါလို့ကြားခဲ့ပါတယ်ပြိဿဒီလိုဗျာဒိတ်စကားကြားခဲ့သည့်အလျောက်ဆိုကြပါစို့ဗိန္ဒုတာရမင်းသား100နဲ့တယောက်တို့တွင်သီရိဓမ္မသောကမင်းသည်တိုင်းပြည်အုပ်ချုပ်မင်းအဖြစ်သို့ရောက်လာသောအခါမြို့ပေါင်း8400တည်ပါတယ်ပြည်သားမြို့ပေါင်းဘယ်လောက်လဲမြို့ပေါင်း8400တည်ပြီးတော့တမြို့မှာဇေရီတဆူရဇေရီပေါင်း8400ကျောင်းပေါင်း8400အစရှိသဖြင့်တည်ထားကိုးကွယ်တဲ့အဲဒီလိုဇေရီတော်တွေတည်တဲ့အချိန်ခါမှာကျွတ်တို့အိန္ဒဂုတ်တအမည်ရှိတဲ့ယဟန္တာမထေရကြီးစောင့်ရှောက်ပြီးတော့တဲလို့တရားနာပိဋက6လလောက်နဲ့အကုန်ပြီးပါသီရိဓမ္မသောကမင်းကြီးသည်ပါဠိပုတ်ပြီးပါဠိမြို့ဤအနီးမှာကျွတ်တို့မြစ်ဤကန်းစာဓာတ်တော်တစ်ဖို့မဟာဇေရီဌာပနာပြီးတော့တည်ပါတယ်ဒီမဟာဇေရီကြီးတည်ပြီးသောအခါမှာ9ရက်9လပူဇော်ဖို့သူကြံစည်တယ်9ရက်9လပူဇော်ဖို့ကြံစည်တဲ့အချိန်ခါမှာဒီကုသိုလ်ကောင်းမှုကြီးအနှောင့်အယှက်မဖြစ်ရလေအောင်အရိယာဖြစ်သောတန်ဃာတော်အရှင်သူမြတ်များကိုပင့်ပြီးတော့အရှင်ဘုရားတော်ဖရာတပည့်တော်သာသနာဒါယကာသည်9ရက်နဲ့9လပူဇော်ဝဲကြီးပြုလုပ်လိုပါသည်ဗျာဒီပူဇော်ဝဲကြီးပြုလုပ်တဲ့အချိန်ခါမှာအနှောက်အယှက်အန္တရာယ်ကင်းအောင်စောင့်ရှောက်နိုင်မဲ့မထေရှိကမိန့်တော်မူကြပါဗျာအရိယသံဃာတွေစဉ်းစားတယ်အေးတကားတော့ကင်ကောင်းပြီစောင့်ရှောက်နိုင်မဲ့အရိယာသံဃာရှာထားလိုက်မယ်ကွဲ့ဆိုတော့ရှင်မရင်လဲပြန်ရောနန်းတော်သံဃာတော်တွေစီဝေးကြငါရှင်တို့မထေကြီးကဒီသီရိဓမ္မသောကမင်းကြီးဤ9ရက်9လလှူဒန်းပူဇော်မဲ့ပွဲကြီးမှာမာနလာပြီးတော့နှောက်ယှက်မှာကတော့သိကြတယ်ငါရှင်သင်နှိမ်နေနိုင်ပါမလားတပည့်တော်မနှိမ်နေနိုင်ပါဘူးခင်ဗျာတပားနဲ့တပားလွှဲပြီးတလှဲ့စီမေးလိုက်တာနှိမ်နေမဲ့ပုဂ္ဂိုလ်မပေါ်ဘူးအဲ့ဒီကာလအတွင်းမှာဘယ်လျင်တရားနာပရိသတ်ကြီးနဂါးပြေကနဂါးတကောင်ဒီစီးဝဲနေတဲ့အရိယာသံဃာတော်တွေရဲ့ရှေ့မှာလာပြီးတော့ဖူးမြော်ကြတော့အဲ့ဒါလို့ရှ िख ိုးတဲ့အချိန်ခါမှာလာပြီးတရားနာပရိသတ်ကောင်းငင်ကကလုံကြီးလိုက်လာတရှိန်ထိုးလိုက်လာတန်ဃာတော်တွေမော့ကြည့်ဟောငါရှင်တို့ကလုံဆိုတော့ငကားကလည်းကြောက်တန်ဃာတော်တွေရဲ့ကြားတဲ့ဇုတ်ဝင်တိုးပြီးတော့အရှင်ဘုရားတော်တပည့်တော်အသက်ကိုကယ်တော်မူကြပါဗျာတပည့်တော်အသက်ချမ်းသာအောင်ကယ်တော်မူကြပါဗျာရှောက်တော့အရိယသံဃာတော်ကြီးတွေအကြီးဆုံးကစပြီးခလုံကိုနှိမ်နှင်းပြီးတော့ဒီနဂါအသက်ရှင်ရေးအတွက်ဆုံးဖြတ်ချက်ချပြီးတစ်ပါးနဲ့တစ်ပါးလှည့်မေးကြတယ်ဘယ်သူမှဒီကလုံကိုဆုံးမနိုင်မဲ့တန်ဃာမပေါ်ဟောတာမဏေငယ်လေးတစ်ပါးရှင်ဘုရားတို့ဘုရားတပည့်တော်ဒီကလုံကိုဆုံးမပါမယ်ဗျာတာမဏေဆိုလို့တာမြင်ညမမှတ်နဲ့အရိယတာမဏေဒီတော့ဆုံးမမယ်ဗျာဟမ်ငါရှင်တာမဏေလေးဘုရားဆုံးမပါပြီလို့ခတ်တော့လို့ဟိုမှာလာနေပြီခတ်တော့လို့ဟဲ့တာမဏေထားလို့သူတို့သာမနိုင်တာတာမဏေလေးဇွတ်ဇန်ထခိုင်းအဲ့ဒီချိန်ခါမှာစတုထဇံဝင်စားပြီးတော့တာမဏေငယ်လေးသည်
အရှင်ပြင်းစွာပြေးလာသောကလုံကြီးအားကြောက်ဖြာကြီးကဲ့သို့လေးလံထိုင်မှိုက်အောင်ပြုတ်လိုက်တော့မရောက်လာခင်မှာနဂါအသက်ချမ်းသာရပြီးထွက်ပြေးနိုင်တယ်ကိုအဲ့ဒီချိန်ခါမှာအရိယသံဃာတော်ကြီးများကဟဲ့ကိုရင်လေးဖေမင်းစောစောကနှိမ်နှင်းနိုင်ရင်နှိမ်နှင်းတယ်မပြောဘူးအနန္တကမ္မမြက်ကပြူဆံပြားနဲ့တို့ပါကိုယူကာယဖြစ်ခမမင်းနှိမ်နှင်းနိုင်ရတဲ့နဲ့စောစောမပြောတဲ့ကိုရင်မင်းဒဏ်ထား了ကွာဒဏ်ပေးဗျာဒီတော့ဘယ်လိုဒဏ်ပေးမှာတော့ဗျာသူတို့မနှိမ်နှင်းနိုင်တာမှဟိုကနှိမ်နှင်းလိုက်တဲ့ကိစ္စကြီးနောက်မှပြောလို့တဲ့ဗျာဒဏ်နဲ့ပရိသတ်ကြီးဒဏ်ဆိုတော့ဒီတော့ဘယ်လိုဒဏ်ပေးမှာလဲဗျာဘယ်လိုဓမ္မတော့မပေးဘူးသင်္တိမာနသားကိုနှိမ်နှင်းရတိရိဓမ္မသောကမင်းကြီးဤခုနှစ်ရက်ခုနှစ်လကုသိုလ်ကောင်းမှုကြီးကိုနှောက်ယှက်မဲ့မာနသားကိုသင်နှိမ်နှင်းရမယ်ကိုရင်လေးတပည့်တော်မနှိမ်နှင်းနိုင်ပါဘူးဗျာတပည့်တော်မနှိမ်နှင်းနိုင်ပေမဲ့လို့နှိမ်နှင်းနိုင်တဲ့ပုဂ္ဂိုလ်ကိုတပည့်တော်ညွှန်ပြပါရစေဗျာရှိသလားကိုရင်ရှိကြောင်းပါဗျာဟဲ့ရှိရင်ဘယ်မှလဲကွယ်ဖယားတပည့်တော်တို့တောင်သမုဒ္ဒရာမှာကြီးပြတ်တဲ့သတင်းသုံးတဲ့ရှင်ဥပဂုတ်တမထေသည်မာနကိုနှိမ်နှင်းနိုင်ကြောင်းပါဗျာကေတာဘသူနှိမ်နှင်းနိုင်တဲ့တို့ဘသူတဲ့တို့နှိမ်နှင်းမဲ့ပုဂ္ဂိုလ်ကရှင်ဥပဂုတ်တမထေအဲ့ဒီလိုလျှောက်ထားလိုက်တော့မှဟောယဟန္တာနှစ်ပါးကိုရှင်ဥပဂုတ်တမထေအပင့်ခိုင်းတန်ခါအစည်းဝေးဝဲလို့အရိယာမထေကြီးများကကြွစေလိုတယ်ဆိုတဲ့အကြောင်းသွားပြီးတော့ပညာယဟန္တာနှစ်ပါးကြွသွားကြကြီးပြတ်တကားပိတ်ထားအပြင်ကနေပြီးတော့ရှင်ဥပဂုတ်တမထေကိုတကားဖွင့်ခိုင်းလိုက်တဲ့အချိန်ခါမှာဥပဂုတ်တမထေသည်ဘာကိစ္စလဲဩရှင်ဥပဂုတ်တအရိယတန်ခါမထေကြီးများသည်အစည်းဝေးပွဲသို့ငါရှင်ဥပဂုတ်တမထေအားကြွလာစေလိုတဲ့ဒါကြောင့်တို့လာပင့်တယ်ငါရှင်ကဲကောင်းပြီအရှင်ဘုရားတို့ကြွနေကြတပည့်တော်နောက်ကလိုက်ခဲ့ပါမယ်ဗျာယဟန္တာမထေနှစ်ပါးပြန်ကြွဟိုရောက်တော့ရှင်ဥပဂုတ်တမထေကအရင်ရောက်နေသူတို့အေးဟာဥပဂုတ်တကိုရဟနာအားတဲ့သွားကြည်စမ်းတို့ကရင်လာတာသူကရင်ရောက်တန်တော်ဒီပုဂ္ဂိုလ်မာနကိုနှိမ်နှင်းနိုင်တဲ့ဘုံတကူအာနုဘောရှိတယ်ဆိုတာဟုတ်ပေလိမ့်မည်ဟုတ်ပေလိမ့်မည်ယုံကြည်တော့ပေါ့အဲ့ဒီလိုမထေရီမြတ်ရှိရောက်တဲ့အချိန်ခါမှာငါရှင်ဥပဂုတ်တသင်္ဘက်မှာသတင်းသုံးတယ်လေမှန်လားပါဗျာဖရာတပည့်တော်သည်တောင်သမုဒ္ဒရာမှာကြီးပြတ်တဲ့သတင်းသုံးပါဗျာပင်ဒီသမုဒ္ဒရာမှာကြီးပြတ်တဲ့သတင်းသုံးနေသဖြင့်လာဇံပက္ခလာဇုတ်ပက္ခဥပုပ်ပြုရသောကိစ္စနှင့်တကွတန်ခါအစည်းအဝေးမှာသင်မရောက်လာခြင်းကြောင့်ငါရှင်ဥပဂုတ်တသင်ကိုငါတို့ဒဏ်ထားမယ်လာပြန်ပြီဒဏ်ကြီးကဒဏ်နဲ့ကြီးဆော်နေတော့တာဒဏ်ထားမယ်မှန်လားပါဗျာတပည့်တော်ဘယ်လိုဒဏ်များခတ်မှာလဲဗျာမာနကိုနှိမ်နှင်းရလိမ့်မယ်ငါရှင်တိရိဓမ္မသောကမင်းကြီးသည်ဇေဒီပေါင်း8400တည်၍အပြီးမှာ9လနဲ့9ရက်ပူဇော်ပွဲကြီးကျင်းပလိမ့်မယ်အဲ့ဒီပူဇော်ပွဲကြီးမှာမာနလာပြီးတော့နှောက်ယှက်တဲ့အချိန်ခါမှာမာနနှောက်ယှက်တဲ့ဘေးအန္တရာယ်ကိုကာကွယ်၍သင်နှိမ်နှင်းရမယ်ဥပဂုတ်တမှန်လားပါဗျာတပည့်တော်ဆွမ်းမစားရသေးဘူးဗျာဆွမ်းမစားရသေးဘူးဗျာဆွမ်းမစားရသေးဘူးဗျာလို့ရှောက်တော့ယဟန်တစ်ပါးကအရှင်ဥပဂုတ်တဒိဋ္ဌာဘုရားတပည့်တော်နောက်ဘဝကကုသိုလ်အဟုန်ကြောင့်ဆွမ်းသပိတ်၄လုံးရှိပါဗျာအဲ့ဒါတပည့်တော်ဘုတသပိတ်ခြံပြီးအရှင်မရသပိတ်၃လုံးအားရပါရအလိုရှိသလိုဖုံးပေးတော်မူပါဗျာနေုံငါရှင်နဲ့တင့်ဆွမ်း၄သပိတ်ကဘယ်ကုသိုလ်ကြောင့်ရတာတို့တပည့်တော်နောက်ဘဝက
တပည့်တော်မိဘများအိမ်တို့ကြွလာတဲ့တန်ဃာအရှင်မြတ်များကိုတပည့်တော်ရဲ့မိတ်ဆွေဖြစ်သောယဟန်တန်ဃာကိုအကြောင်းပြု၍တာတိဟုသောချစ်ချင်းနဲ့မိဘခွင့်ပြုချက်အရာဘုရားတပည့်တော်သည်ဆွမ်းဒါနလှူခဲ့ပါဗျာတို့ဖြစ်သည့်အတွက်တပည့်တော်သည်ဆွမ်းသပိတ်လေးလုံးကိုရပါဗျာငါရှင်တဲ့တင့်ကိုတာတိဟုသောချစ်ချင်းကြောင့်လှူတဲ့ဆွမ်းသည်မတန့်ရှင်းလို့ငါမစားဘူးတဲ့ဥပဂုတ်တာကဒီလိုမစားဘူးလို့ဆိုလိုက်တော့နောက်တစ်ပါးကထပ်လျှောက်တယ်ရှင်မရတဲ့ဒါဖြင့်တပည့်တော်ဆွမ်းကိုဖုံးပေးပါဗျာငါရှင်နဲ့တင့်ဆွမ်းကဘယ်နှသပိတ်တုံး၄သပိတ်ပါဗျာဘယ်ကုသိုလ်ကြောင့်ဒီဆွမ်းသပိတ်လေးလုံးရတာလဲတပည့်တော်ဗျာတဲ့ဟိုနောက်ဘဝကတပည့်တော်ဘေးရင်ဆရာလုပ်ခဲ့တယ်ဗျာဘေးရင်ဆရာလုပ်တော့ဘေးရင်ဟောလို့ရတဲ့လလာဘနဲ့ထောပတ်စီဥပြားတင်လဲအစရှိသည်တပည့်တော်စားတောက်ပြီးတော့ခရီးလန်းထွက်သောအခါမှာခွေးကလေးတကောင်ဟာတပည့်တော်အားလက်ကလေးမြောက်မြောက်ပြီးရှစ်ခိုးသည်တရံနဲ့ယူသေးခရတာကိုမြင်သဖြင့်တနာလို့ဖယားတပည့်တော်စားထားတဲ့ထောပတ်စီဥများကိုအန်ထုတ်ပြီးကျွေးခဲ့ပါဗျာအဲဒီကုသိုလ်ကြောင့်တပည့်တော်ဆန်းသပိတ်လေးလုံးရကြောင်းပါဗျာစားဘူးတဲ့သင်ဆွမ်းကလည်းအံဘတ်စော်နန်းတယ်ဥပဂုတ်တမထေကငါဆွမ်းခံစားမယ်ငါရှင်တဲ့တရားနာပိဋကအဲ့ဒါလိုပဲပြန်ပြီးတော့အမိတ်ရှိပါဒီလိုနဲ့တရားနာပိဋကဥပဂုတ်တမထေနဲ့မထေကြီးများဆွမ်းခံကြွတဲ့ချိန်ခါမှာမဲပြီးရှင်မရင်ကရှင်ဖြာတော်ဘယ်နဲ့တော့တပည့်တော်အရှာခိုင်းထားတဲ့မာနကိုနှိမ်နှင်းနိုင်တဲ့ကုသိုလ်ကောင်းမှုကိုအနှောက်အယှက်မပြုအောင်စောင့်ရှောက်နိုင်တဲ့မထေတော်ဘာရသလားဗျာရပြီတကားတော့ဘာမှမပူနဲ့ရပြီရှင်ဘုရားတို့ထဲကလားဗျာမဟုတ်ဘူးသမုဒ္ဒရာတွေကရဘုရားသမုဒ္ဒရာတွေကရဟုတ်တယ်တကားတော့သမုဒ္ဒရာတွေကရသမုဒ္ဒရာထဲမှာကြီးပြတ်တဲ့သတင်းသုံးနေတဲ့ဥပဂုတ်တမထေဆိုတာသူဟောဒီမထေပဲတင့်ရဲ့ကုသိုလ်ကောင်းမှုကြီးကိုအနှောက်အယှက်မဖြစ်အောင်စောင့်ရှောက်လိုက်မယ်တကားတော့ရှင်ဥပဂုတ်တမထေကိုသီရိဓမ္မသောကမင်းကြီးကဖူးမြော်ကြော့လိုက်တော့ရုပ်ကသိတ်ကြမ်းဆိုပဲပြိဿမလှမပရုပ်ကြမ်းနာကိုမြင်လိုက်ရတော့ဟုတ်ပါမလားရှင်မရင်ကြီးကမာနကိုနှိမ့်နေနိုင်နေဆိုတာဟုတ်ပါမလား